1338ခုဝါစုလတိကျော်9ရက်စနေနေ့ရောင်မြို့မွန်ရင်ဝဒနာတိုက်တဲ့ဆရာတော်ဘုရားဟောကြားတဲ့မေဂိယသုတ်တံဒေသနာတော်ကြီးဒီလိုမှတ်သားထားဖို့အဲဒီမေဂိယသုတ်တံမြတ်စွာဘုရားဟောတာကတော့တရားရောဟာမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဒီဇာတိယမြို့အနီးနားရှိတဲ့ဇာတိယတောင်၌တရင်သုံးနေထိုင်တော်မူပါသည်ထိုအခါအရှင်မေဂိယမထေရဟာမြတ်စွာဘုရား၏အလုံးကျွေးဖြစ်နေတဲ့အချိန်ဖြစ်ပါသည်ထိုအခါအရှင်မေဂိယကမြတ်စွာဘုရားထံချင့်ကပ်ပြီးရှ िख ိုးပြီးလျင်တခုသောနေရာမှာထိုင်ပြီးမြတ်စွာဘုရားအားရောက်ထားတောင်းပန်ဒီကရှင်ဘုရားတတိတော်ဇန်တုရွာသို့ဆုံးခံသွားလိုပါ၏အခွင့်ပြုပါဘုရားလို့တယောက်မိဂိယကယခုသွားရန်အခါကိုသင်သည်သင်အလိုရှိသလိုသွားပြီးတော့လို့ညောက်စွာဘုရားခွင့်ပြုပါတယ်ဒုက္ခရှင်မိဂိယဟာညောက်စွာဘုရားထံခွင့်ပန်ပြီးတော့နာနဲ့ချိန်မှာတပိတ်သင်္ကန်းများပြင်းယူဆောင်ပြီးဇန်တုရွာသို့ဆုံးခံကြွတော်မူပါတယ်ဇန်တုရွာသို့ဆုံးခံကြွပြီးဆွမ်းစားပြီးဆွမ်းခံရမှာပြန်လာပါတယ်ပြန်လာတဲ့အခါမှာမြေကမ်းတစ်ခုရောက်သွားပါတယ်အဲဒီမြေကတော့ကိမိလာမြစ်လို့ခေါ်ရတယ်အဲဒီမြေကမ်းတစ်ခုရောက်သွားတော့ရှင်မေဂိယကဒီမြေကမ်းနား၌အညောင်းပြီးဇင်းညံကြွပါတယ်ဇင်းညံကြွပြီးလမ်းလျောက်တော့ဒီနေရာအစင်းနဲ့မြင်လာတာကအလွန်နေစရာကောင်းတဲ့သေတိုးဥယျာဉ်တစ်ခုကိုမြင်ရပါတယ်ဒီလိုမြင်တဲ့အခါရှင်မေဂိယမှာစိတ်ကူးပေါက်လာဩသေဥယျာဉ်ဟာနေထိုင်ဖို့ရကောင်းပြီစွာတရားထုတ်ဖို့ရကောင်းပြီစွာကမ္မထာထုတ်သူများဖို့အလုံးမင်းသိလျော်ပြီစွာဒီကဲ့သို့စိတ်ကူးပေါက်မြတ်စွာဘုရားများငါဤနေရာကိုလာရောက်ပြီးတဲ့ကလာတရားထုတ်ဖို့ရများခွင့်ပြုလျင်ငါဤနေရာလာရောက်ပြီးတော့ကမ္မထာထုတ်လို့တဲ့အဲဒီလိုစိတ်ထဲမှာစိတ်ကူးအကြံဖြစ်ပါတယ်ထို့နောက်ရှင်မေဂိယဟာမြတ်စွာဘုရားထံပြန်ပြီးတော့ရှ िख ိုးပြီးတော့လျှောက်ပြန်လာတဲ့ရှင်ဘုရားတပည့်တော်မနေ့ကသင်္ကန်းတပိတ်ပြင်ပြီးဆုံးခံကြပါတယ်ဇန်တုရွာသို့ဆုံးခံဝင်ပြီးတော့ဆွမ်းတော်ငါတိတိပြီးဆွမ်းများစားပြီးဆွမ်းခံရမှပြန်လာတဲ့အခါကိမိလာမြရှိတဲ့မြေကမ်းလို့တပည့်တော်ရောက်သွားပါတယ်ဗျာထိုမြေကမ်းမှာတပည့်တော်အညောင်းပြီးသင်ရန်လမ်းလျှောက်နေတဲ့အခါမှာလိလိပြီးကြိတ်တော့အလွန်နေစရာကောင်းတဲ့ပြုံးမှုပဲကောင်းတဲ့သေတိုးတစ်ခုကိုတပည့်တော်တွေ့ရပါတယ်ဗျာဒီလိုသေတိုးတစ်ခုတွေ့တော့တပည့်တော်စိတ်အကြံစီဖြစ်တာကဩဒီသေဥယျာဉ်ဟာတရားထုတ်တဲ့ပုဂ္ဂိုလ်များနေထိုင်စရာအလွန်ကောင်းပါလားကမ္မထာထုတ်ရအလွန်သင့်တော်တဲ့နေရာပါတကားရသော်ဘုရားများငါ့ကိုတရားထုတ်ရဤနေရာတရားထုတ်ရခွင့်များပြုခဲ့လို့ရှိရင်ကောင်းနေသွားဒီကဲဆိုတပည့်တော်အကြံစီဖြစ်ပါတယ်ဗျာရသော်ဘုရားတပည့်တော်အားခွင့်ပြုလျင်တပည့်တော်ယခုပင်ဤသေးဥယျာဉ်သို့သွားပြီးကမ္မထာအားထုတ်လိုပါကြောင်းခွင့်တောင်းပါတယ်ဗျာဒီကဲဆိုမိဂိယမထေရခွင့်တောင်းလျောက်ဒုက္ခမြတ်စွာဘုရားကစေတမိဂိယယခုအခါငါဘုရားဟာတပါးရဲ့နေရသေးတယ်ပြုစုလုံကျွဲတဲ့ပုဂ္ဂိုလ်လည်းမရှိသေးဘူးသင်တယောက်ပဲရှိတယ်ဒါကြောင့်မို့တခြားသောယဟန်များမလာရောက်သေးသမျှအသင်ခဏဆိုင်ပါဦးဒီကဲဆိုမြတ်စွာဘုရားတားမြစ်ပါတ
ဒါမြစ်တဲ့အခါမိဂိယမထေရနောက်တစ်ချိန်ပြန်ပြီးလျှောက်ပြန်ပါလေလျှောက်ပြန်တော့မြတ်စွာဘုရားဟာလည်းယခင်တိုင်းမှာနောက်တစ်ယောက်ပြုစုမဲ့ယဟန်တပါရောက်ဒီဥယျာဉ်တော်ခွင့်ပြုဖို့ရာသမထထုဖို့ရာခွင့်ပြုပါမည်ကြောင့်လျှောက်ပြန်တော့အတ္တရာလျှောက်တော်မြတ်စွာဘုရားကသစ္စာမိဂိယတရားအားထုတ်ရန်ဟုဆိုတဲ့သင်ကိုငါဘုရားဘယ်လိုလုပ်ပြီးဒီကလာတားမြစ်ရမှာလဲမိဂိယတရားထုတ်ဖို့ရာအတွက်ငါဘုရားမတားဘူးသင်သွားရင်လို့ရှိယခုသွားပြီတော့သင်လို့ရှိတိုင်းအဲ့ဒီဥယျာဉ်သွားပြီးနေပြီလို့ညစွာဘုရားသုံးရင်လျှောက်တော့ခွင့်ပြုလိုက်ပါတယ်ခွင့်ပြုတော့ညစွာဘုရားခွင့်ပြုတဲ့အခါအရှင်မိဂိယမထေရဟာဝမ်းမြောက်ဝမ်းသာနဲ့နေရာကထားပြီးဘုရားရှိခိုးပြီးတော့အယိုစီပြုဒီတော်ဥယျာဉ်သို့သွားပါတယ်ဒီတော်ဥယျာဉ်ရောက်တော့တရေပင်ရင်တဲ့နေရာထိုင်နေပါလေထိုကဲ့သို့တရေဥယျာဉ်ရောက်လို့တရေပင်ရင်နေတရားထုတ်ဖို့ရာရှင်မိဂိယထိုင်လိုက်တဲ့အခါအရှင်မိဂိယမှာညာတော်သောအဖြစ်ကာမဂုဏ်နဲ့ကြံစည်တဲ့ကာမဝိတ္တိပစ္စည်းရန်ကြံစည်တဲ့ဗျာပါဒဝိတ္တိသူတော်ဘာညင်းစေနှိမ့်စေရန်ကြံစည်တဲ့ဝိယဝိတ္တိဟာဖြစ်ပေါ်လာပါတယ်ယုံဉာဏ်နဲ့ဒီအဘုဒ္ဓဝိတ္တသုံးမျိုးတို့ဟာအရှင်မေဂိယမထေရဟာအရှင်မေဂိယမထေရမှာဖြစ်ပေါ်လာပါတယ်ဒီနေရာမှာတရားနာတဲ့ပုဂ္ဂိုလ်ကြီးသူရဲ့အထုပ်ပတ်ဒီကလေးနာကျဲရမှာသဘောပေါက်ပါပါဒီနေရာမှာအင်္ဂုတ္တတက္ကထာဖွင့်ပြတဲ့မေဂိယမထေရရဲ့အကြောင်းထုပ်ပတ်ဒီလေးကြီးအကြောင်းထုပ်ပတ်ဒီလေးကိုကြားညှပ်ပြီးတဲ့ကလာဟောပြပါအောင်ဒီလိုတမင်သက်တဲ့နဲ့ညစွာဘုရားခံမရမကခွင့်ပန်ပြီးတော့မိဂိယမထေရသေဥယျာဉ်မြေတန်းလာကသေဥယျာဉ်လာရောက်ပြီးတရားထုတ်တဲ့အခါတကယ်စေတနာနဲ့စိတ်ကောင်းစိတ်မြတ်နဲ့လာရောက်ပြီးတော့တရားထုတ်ဖို့ရာသေဥယျာဉ်ထိုင်လိုက်တဲ့အခါကျမှဒီကာမဝိတ္တိဗျာပါဒဝိတ္တိဝိညာဉ်ဝိတ္တိကဘေးအတွက်ကြောင့်အတင်းဝင်ရောက်လာတယ်ဆိုတော့သက္ကရာကဖွင့်ပြတာကမိဂိယမထေရဟာတဲ့သေဥယျာဉ်သစ်ပင်ရဲ့မှာရှိတဲ့ကြောက်ဖြာပေါ်မှာထိုင်ပြီးတော့ကမ္မထမ်းကိုနှလုံးသွင်းလိုက်ပါတယ်တရားအားထုတ်လိုက်ပါတယ်ဥပမာဆိုပါတော့နေရာမှာပါဠိတော်နဲ့ရောတက္ကထာနဲ့ရောအရှင်မေဂိယအားထုတ်တဲ့တရားနီးတော့မပါပါဘူးတရားသလုံးသွင်းလိုက်ပါတယ်တရားအားထုတ်လိုက်ပါတယ်ဥပမာဆိုပါတော့မမေ့စီမှုသတိပြုဝါရောနေတာရှုဆိုတဲ့သဘောလိုပဲဒီချာတမလင်ခွေပြီးအချက်ကိုများဖြောင်းဖြောင်းထားပြီးတော့အခြားသောစိတ်တွေမမေ့ရအခြားသောမိလျော်သောစိတ်တွေဖယ်ရှားပြီးတော့တရားကိုနှလုံးသွင်းပါတယ်ထိုအခါမှာရှိသောအခါကသူစိတ်ထဲပေါ်လာပုံကရှိသောဘဝ900တို့ကမိဂိယမထေရရဲ့ရှင်ဘရင်ဖြစ်ခဲ့ပါတယ်အဲ့ဒီရှင်ဘရင်ဖြစ်ခဲ့ပြီးဒီဥယျာဉ်ကထွက်ပြီးဒီဥယျာဉ်မှာထွက်ပြီးတော့ချောဖြေတဲ့ကကြီးဒီမတို့နဲ့ထိုင်ပုံနေပုံနေပျော်ပွဲကျွံပွဲပြုကြပုံအလုံးစုံတို့ဟာစိတ်အာယုန်နဲ့မှတခါလေးပေါ်လာပါတယ်ထို့သောစိတ်ကူးတွေဖြစ်ပေါ်လာပြီးကစပြီးမိမိကိုယ်မိယဟန်ဟူ၍ပင်မပတ်တော့ပဲသူ့ကိုယ်သူမင်းဟူ၍ပင်အထင်ပြောင်းသွားပါတယ်စိတ်ကူးကများလာတယ်ယဟန်အထင်ပြောက်ပြီးမင်းထင်ပဲရောက်လာပါတယ်ရှင်မယင်တူဟာအချမ်းရများစွာနဲ့ရှိပြအောင်ရှိရာရာဇပလင်ထိုင်းနေတဲ့ကဲ့သို့သူ့ကိုယ်သူထင်နေပါတယ်ကြောက်စရာကောင်းလိုက်တဲ့စိတ်ကူးတွေပေါ့
တရားနာတဲ့ပုဂ္ဂိုလ်တွေတွေးတော့ဖို့ရပါရှင်းအောင်လုံးပြည်ဖို့အခုလည်းတရားအထုတ်လိုက်ရရောရှင်းအောင်လုံးပြည်ပေါ်လာကြရောဒီကဥပုသ္တေကြီးတယောက်ပြောသလိုပေါ့တယောက်တည်းစိတ်ရင်ဟာနေပြီးကမ္မထအထုရမယ်ဆိုပြီးတော့ထုတ်လိုက်တဲ့ဥစ္စာတယောက်တည်းထိုင်ပြီးတိတ်တိတ်ဆိတ်ဆိတ်ဒီပါရှင်းအောင်လုံးပြဖြစ်တဲ့ငယ်ကျိုးငယ်နာတွေပေါ်လာတော့ကွာအဲ့ဒီလိုပြောတဲ့ဥပမာလိုပေါ့ငယ်ကျိုးငယ်နာဆိုတာရှိကဖြစ်စဉ်တွေပေါ့လေခုတရားနာနေတဲ့ပုဂ္ဂိုလ်တွေလည်းပေါ်ကြပါပါပဲထုတ်လို့မပြောဘူးလားမပြောကြတာဘူးဆရာတော်ဘုရားကြီးလည်းအဲ့ဒီအဓိပ္ပာယ်ဟောတယ်တယောက်တည်းနေတဲ့အခါမှာအဲ့ဒီဝိတ္တိပေါ်လာလို့ရှိရင်တရားအာယုံရောက်ဖဲနဲ့ရှင်းအောင်လုံးပြငယ်ကျိုးငယ်နာတွေပေါ်တတ်သည်အဲ့ဒါလိုပေါ်လာပါလေအဲ့ဒါတွေပေါ်လာခဲ့လို့ကြည့်တာပမာရစိတ်တွေလို့ခေါ်ပါတယ်တရားကဤခါကြတော့ဒီလိုစိတ်မျိုးတွေဖယ်ရှားပြီးတော့အတင်းတရားအာယုန်လေးဆိုရောက်အောင်အတင်းပို့ဆောင်ရပါတယ်ဒါလုံးလာခေါ်တာပါပဲဒါအာရဒဝိရိယခေါ်တာပါပဲတရားနာတဲ့ပုဂ္ဂိုလ်တရားထုတ်တဲ့ပုဂ္ဂိုလ်တွေနီးယူကြဖို့ပါပဲအဲ့ဒီရာသီတွေဟာကာမဝိတ္တတွေဖြစ်နေပါတယ်ယာဘာဝဝိတ္တကဘယ်လိုဖြစ်ပါသလဲအဲ့ဒီမေဂိယမထေရှင်မရင်စိတ်ကူးပေါက်ပြီးနေတဲ့မေဂိယမထေဟာသူရှိမှာရာဇဝတ်နှစ်ဦးဟာမင်းအာနာသားများကဖမ်းယူ၍ရှင်းတော်ပေါက်လာရောက်ပြီးတော့ဘုရင်မင်းမြတ်ကြီးရာဇဝတ်နှစ်ယောက်အားရှင်းတော်မောက်သို့အရောက်ခေါ်ပါပဲအရောက်ခေါ်လာပါတယ်သင်မင်းကြီးအလိုရှိသလိုစီရင်တော်မူပါလို့တော်တင်ပါတယ်စိတ်ကူးတွေပေါ့ငယ်ကျိုးငယ်နာတွေဟာဒါတွေပေါ့ဒီလိုဆိုလို့ရှိရင်မိဂိယမထေရှင်မယင်ကဒီလိုဆိုရပါစေရှင်မယင်တော့မဟုတ်ဘူးပေါ့လေသူစိတ်ထဲရှင်မယင်ဖြစ်နေတာပေါ့မိဂိယမထေရှင်မယင်ထင်တဲ့မိဂိယမထေကအာနာပါများအာနာဘွယ်သားများဒီရောက်အောင်ရာဇဝတ်တယောက်ကိုတော့သတ်စီလို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီလိုသတ်စီလို့အမိန့်ပေးလိုက်တဲ့စိတ်ကူးဟာဗျာပါရဝိတ္တခေါ်ပါတယ်အသင်အာနာသားများတူတော့နာနာရိတ်နေပြီးတိတ်ဆက်စီလို့အဲ့ဒီလိုအမိန့်ပေးလိုက်ပါတယ်အဲ့ဒီအမိန့်ပေးတဲ့စိတ်ကူးဟာဝိညာဉ်ဝိတ္တလို့ခေါ်ပါတယ်ဒါပါဠိတော်မှာတော့ကာမဝိတ္တဖြစ်ပုံဗျာပါဒဝိတ္တဖြစ်ပုံဝိညာဉ်ဝိတ္တဖြစ်ပုံရဲ့လို့သိကြပါမြတ်စွာဘုရားမခေါ်ပါဘူးသက္ကရာကဒီတိုင်းဖွင့်ပြပါတရားနာတဲ့ပုဂ္ဂိုလ်ကြီးဆင်းရဲစရာတွေပေါ့စိတ်ကူးများတော့ဟုတ်ထင်လာတဲ့အကြောင်းစိတ်ကူးနေတာကဟုတ်မတင်သေးဘူးများလာရင်ဟုတ်ထင်တဲ့အကြောင်းထိုခါမိဂိယမထေမှာဥပမာဘာနဲ့တူလဲဆိုရင်ခြုံတွေရစ်ပတ်ပြီးနေတဲ့ခြုံတွေရစ်ပတ်ဖုံးလွှမ်းပြီးတကလာနေတဲ့အဖိုးထိုက်တံတော့ပေါင်းမင်းကြီးကဆို၎င်းဒီဘဝတရားသူရမယ့်ပုဂ္ဂိုလ်တော်မှာဒီဝိတ္တတွေနှိမ့်ဆက်သေးတယ်ဗျာဘောသမားဗျာကောင်တွေဝိုင်းအောင်တကယ်ဆို၎င်းဆိုပြီးတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိဇဝိတ္တတိဟာသို့မဟုတ်ကမ္မထာရှုနေတဲ့အပမာရစိတ်တွေမှတပါးလောကီအာယုများလို့ပြည်သွားပြောင်းမနေတဲ့ပမာရစိတ်တွေဟာသင်္င်္ချာဖြစ်ပေါ်လာလေတော့တည်းကြောက်တရားကောင်းလိုက်ပါပြီတော့တရားနာပရိသတ်ပုံသူတော်ကောင်းတို့ဒီနေရာမှာဝိပဿနာတရားပွားများအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေသိဖို့ရာအချက်အရေးကြီးဆုံးသောအ내အဓိပ္ပာယ်ဖြစ်ဝေမသားဖို့ရာဆရာတော်ဘုရားကြေကြေပြလိုက်ပါတယ်ဆက်လက်ပြီးတကလားပြပါဦးမယ်မသားစရာအဓိပ္ပာယ်ကိုကတမောသပိခဝေပမာရောယသတုကာမဂုဏ်နေသူအာရမဏီသူစိတ်တသဝတ်တေကိုနိခိတဒုရတ္တာကတမောသပိခဝေအပမာရော
အဒီကုသရေစုဓမေစုစိတ်တပဝေါ်တယ်ကိုအနိခိတဒုရတ္တာအဲ့ဒီလိုညောစွာဘုရားဟောပါတယ်ဗမာလူပြန်မဲ့ဆိုရင်လင်္ကာလေးနဲ့ပေါ့လေတရားအာယုံအမှန်ရှုနေပြန်သိရန်အပမာရစိတ်အဲ့ဒီလိုပတ်ကြပါတော့လောကီအာယုံရောက်နေကုန်ညာထိုးစိတ်များမှတ်သားပမာရတရားလို့ပတ်ကြပါတော့ထိုဆောင်မှုနဲ့သိလို့အောင်ပြလိုက်ပါတယ်ဟောအပမာရစိတ်ဆိုတာတရားကြည့်နေတဲ့စိတ်ဟာအပမာရစိတ်ပဲပမာရစိတ်ဆိုတာကတော့ခုနကမေဂိယမထေတို့လိုမေဂိယမထေသာသာတဲ့ဘာလို့ဥတည်ပြောပါတယ်ခုတရားကျုပ်နေတဲ့ပုဂ္ဂိုလ်တွေတရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေတရားနာနေတဲ့ပုဂ္ဂိုလ်တွေဒီသဘောပါပဲထုတ်ဖို့ပြောလို့မသိတော်လို့သာအသာအောက်နေရတာပါငယ်ကျိုးငယ်နာစိတ်ကြီးကတကယ်များကြပါတယ်ဆရာတော်ဘုရားကြီးဟောတဲ့စိတ်ကြီးပေါ့အဲ့ဒါသိလွယ်ရန်အပမာရစိတ်နဲ့ပမာရစိတ်ကိုဆွလိုက်တာပါပဲဒီကူဘာတော့တရားအာယုံကိုကျုံနေတဲ့သတိနဲ့တရားအာယုံမှတပါးတခြားအာယုံတို့သွားနေတဲ့သတိစိတ်တွေပါပဲ။ခိုင်းအဲ့ဒါတက္ကထာပြတယ်ဝတ္ထုကြောင့်ကိုရားညက်ပြီးဟောခြင်းပါပဲ။ဝတ္ထုကြောင့်သုတ်တန်ဒေသနာတော်ကိုဆက်ကြမယ်ဆိုရင်ရှင်မေဂိယဟာသူ့လိုဒီလိုဖြစ်လာတော့အကုသိုလ်စိတ်တွေဖြစ်လာတော့အမတန်အောင်အောင်ဝယ်ပါတကားမဖြစ်ဘူးမြေဖြစ်လေသွားတကားငါဟာတရားတရားနဲ့ကြည်ပြီးဆုံးလူပေါင်းကဒီဥစ္စာတွေစွန့်ပြီးတော့ယဟန်ပေါင်းတို့ယဟန်ပြုခဲ့တယ်ဤကဲ့သို့တရားတရားနဲ့ယဟန်ပြုတဲ့ပုဂ္ဂိုလ်ဖြစ်ပါလေတရားလူလားတဲ့ပုဂ္ဂိုလ်ဖြစ်ပါလေညစွာဘုရားခံဖို့မှတရားတွေကိုကြားနာပြီးနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါလေဤကာမဝိတ္တဤဗျာပါဒဝိတ္တဤဝိဟိတဝိတ္တဟုဆိုတော့ယုံညံဆိုရတဲ့ဤအကုသိုလ်တရားတို့ဟာငါနှိမ့်ဆက်လီသွားလို့ဤကဲ့သို့မခံရင်မဲနဲ့စိတ်ထဲဖြစ်လာပါတယ်ဒုက္ခရှင်မေဂိယဟာတရားထုတ်လို့မဖြစ်တော့မြတ်စွာဘုရားထံပြန်ပြီးသွားပါတယ်ပြန်သွားပြီးတော့မြတ်စွာဘုရားကိုလျှောက်ပါတယ်ဘုရားအရှင်ဘုရားတပည့်တော်ဟာမြတ်စွာဘုရားထံမှာခွင့်ရပြီးသေဥယျင်တိုးတဲ့တပည့်တော်တရားထုတ်နေလိုက်တဲ့အခါမစီမဆိုင်ကာမဝိတ္တဗျာပါဒဝိတ္တဝိသဝိတ္တဆိုတဲ့ယုံညံ့တဲ့အကုသိုလ်ဝိတ္တတရားတွေဟာသင်္င်ရှားဖြစ်ပေါ်ပြီးညင်းစေနှိမ့်ဆက်ကြပါတယ်ဗျာအရှင်ဘုရားတပည့်တော်အောမိတယ်ဗျာတပည့်တော်တကယ်ပင်စိတ်ထဲမှာယူကျုံးမရဖြစ်မိတယ်ဗျာဩငါတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ပစ္စည်းဥစ္စာယရနာရွှေငွေတွေကိုစွန့်လွတ်ပြီးလူပေါင်းကယဟန်ပေါင်းတို့ရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ညစွာဘုရားထမောက်လဲတရားကိုနာပြီးတော့ဘုရားဖွင့်ပြလို့တရားသွားပြီးအာထုတဲ့ပုဂ္ဂိုလ်တယောက်ဟာဤကဲ့သို့သောမကုန်းဆိုးဝါယုံညံ့တဲ့ဒီစိတ်တွေဟာဒီဝိတ္တတွေဟာဖြစ်လေသွားနှိမ့်ဆက်လေသွားလို့တပည့်တော်ဖြင့်အင်မတန်ကိုအောမိပါလေဗျာအဲလူများစွာဘုရားရောက်တော့ဘုရားကစေတမိဂိယမရင်ကျတဲ့သောစိတ်ကိုရင့်ကျက်အောင်ကိလေသာမှမလွတ်သေးသောစိတ်ကိုကိလေသာမှလွတ်အောင်ဝိမု ക്തി ပရိပါသရိယတရားဒီဟာ၅ပါးရှိတယ်သင်၅ပါးကိုသင်နားထောင်ကြားနာဥလို့စေတမိဂိယသာသနာတော်မှာအကျဉ်းသူတော်ကောင်းကြီးမိတ်ဆွေကောင်းရှိရတယ်ဖော်ကောင်းရှိရတယ်ဒီကဲတော့မိတ်ကောင်းဆွေကောင်းအဖော်ကောင်းရှိခြင်းသည်မရင်ကျတဲ့သောစိတ်ကိုရင့်ကျရန်ဖြစ်တဲ့အင်္ဂါတစ်ပါးလို့အသင်ဒီမှတ်နေတော့ဒီကိယဒုတိယတစ်မျိုးကသာသနာတော်၌သူတော်ကောင်းဟာသီလရှိသီလကိုရိုးသေးသေးကျင့်သုံး၏အနည်းငယ်များသောအပြစ်ကိုလည်းကြောက်မဲ့ဖွယ်ဘေးဟုရှိဝေနေဤ
ဒီလိုသီလပြည့်စုံခြင်းဟာလေသီလရိုးရိုးသေးလေးနဲ့ကျင့်သုံးခြင်းဟာလေမရင်ကျစ်သေးသောစိတ်ကိုရင့်ကျက်စေရာအင်္ဂါတစ်ပါးပဲတတိယမြို့မှာစေတမိရိယဒီသာသနာတော်၌သူတော်ကောင်းဟာလောဘဒေါသမောဟကိုနေပါစေတတ်သောခေါင်းပါစေတတ်သောတရားလို့အားထုတ်ခြင်းနဲ့လျောက်ပတ်သောစကားအလိုနည်းမှုနဲ့စသောစကားရောင်ရဲလွယ်မှုနဲ့စသောစကားတိတ်ဆိတ်မှုနဲ့စသောစကားလူစုမယောမနိုမှုနဲ့စသောစကားဝရိယအားထုတ်မှုနဲ့စသောစကားသီလနဲ့စသောစကားသမာဓိနဲ့စသောစကားပညာနဲ့စသောစကားအဖတ်တဟုမေဖို့နဲ့စသောစကားပြည့်စုံခန္ဓာဉာဏ်နဲ့စသောစကားဒီ10ပါးသောစကားများကိုမိတို့နာဖို့ကြားဖို့ရာလွယ်တကူနဲ့ပြည့်စုံ၏မညိုမငြင်ရ၏မပင်မပန်းရ၏မိဂိယဤကဲ့သို့10ပါးသောတရားစကားတို့ကိုလွယ်လင်းတကူနဲ့ကြားရနားရခြင်းဟာလေကိလေသာမှမလွတ်သေးသောစိတ်ဟာကိလေသာမှလွတ်မြောက်ဖြစ်တဲ့အင်္ဂါတစ်ပါးပဲတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့တရားအထူးမှတ်သားစရာကတော့မရင်ကျေသောစိတ်ကိုရင့်ကျက်ဖို့ရာကိလေသာတွေနဲ့ရောနှောနေတဲ့စိတ်ကိုကိလေသာတွေမရောနှောအောင်ဟာအဲဒီလိုစကားကောင်းတွေကိုအမြဲနားရပါတယ်ကိုတရားနာနေကြတာတွေဟာဒီစကားတွေပါပဲ10ပါးသောစကားပါဒီကိယသတုထအင်္ဂါကတော့ယဟန်ဟာအကုသိုလ်တရားပြောက်ရန်ကုသိုလ်တရားပွားများရန်ဆက်ဆောင်သောသုံးနာရှိခြင်းဒီဟာလည်းပဲမရင်ကျသေးသောစိတ်ကိုရင့်ကျက်ရန်ကိလေသာတွေနဲ့ရောနှောနေတဲ့စိတ်ကိုကိလေသာတွေမှလွတ်မြောက်သွားရန်အင်္ဂါတစ်ပါးပါပဲယသမအင်္ဂါကတော့မိဂိယအကျဉ်သူတော်ကောင်းကြီးအသိဉာဏ်ပညာရှိဖြစ်ချင်းပြည့်ရှင်ကိုသိတဲ့ဉာဏ်ရှိဒုက္ခကုန်ရဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ကြောင်းဖြစ်သောဝိပဿနာပညာရှိမိဂိယဤကဲ့သို့ဉာဏ်ပညာရှိဟာလည်းပဲမရင်ကျသောစိတ်ကိုရင့်ကျက်အောင်ကိလေသာမှမလွတ်သေးသောစိတ်ကိုလွတ်အောင်အင်္ဂါတစ်ပါးပါပဲအဲ့ဒါပြစ္ဆမအင်္ဂါပါပဲမိဂိယအသင်ဒီမိကောင်းဆွေကောင်းရှိသောအဖို့ကောင်းရှိသောမိကောင်းဆွေကောင်းရှိသောအဖို့ရှိသောပုဂ္ဂိုလ်ကောင်းရှိသောပုဂ္ဂိုလ်ဟာသီလရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာနိုင်တယ်မိကောင်းဆွေကောင်းရှိခြင်းသီလရှိတဲ့ပုဂ္ဂိုလ်ဟာ10ပါးသောတရားစကားတွေကိုကြားနာဖို့ရလဲလွယ်လင့်တကူနဲ့ဖြစ်လာနိုင်တယ်မိကောင်းဆွေကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာလုံလဝရိယလည်းရှိတာလိမ့်မယ်မိကောင်းဆွေကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာဝိပဿနာဉာဏ်ပညာလည်းပဲရလာလိမ့်မယ်ယသမိဂိယဤ5ပါးကိုခြေခံပြီးအသင်ဟာငါကြည့်ဟူသောမာနကိုပယ်ရန်အနိစ္စဥပဒနာကိုအသင်ဒီများပွားလေမိဂိယအနိစ္စပညာပွားများတဲ့ပုဂ္ဂိုလ်ဟာအနတ္တပညာလည်းထင်လာတာပဲအနတ္တပညာထင်တဲ့ယဟန်ဟာပုဂ္ဂိုလ်ဟာငါဟူသောမာနကင်းပြတ်ပြီးမျက်မှောက်ဘဝ၌ပင်လျင်နိဗ္ဗာန်သို့ရောက်နိုင်၏ဒီကဲ့သို့များစွာဘုရားမိဂိယမေထေကိုတရားအလုပ်ပြလိုက်ပါတယ်ခြေသားမိဂိယဣမေသူပြင်စသူတပေသူပဋိဌာယအနိစ္စပညာဘာဝေတ္တပါအတ္တမိမာနပုဂ္ဂာတယအနိစ္စပညာနောမိဂိယအနတ္တပညာသံဃာတိအနတ္တပညာအတ္တမိမာနပုဂ္ဂာတံပါပုနာတိဒိဋ္ဌိဝတမိနိဗ္ဗာန်လို့မြတ်စွာဘုရားပါဠိတော်နဲ့ဟောပြတာကိုလည်းယုံကြည်အောင်လေးစားအောင်ပါဠိတော်မှာဟောလိုက်ပါတယ်မြန်မာလို၎င်းပါဠိမြန်မာတပါးလာတို့ကိုအကျဉ်းအားဖြင့်ဖောင်ဖို့ရန်ပြရမယ်ဆိုရင်ကလျာဏမိတ်တရှိခြင်းသီလရှိခြင်းအားထုတ်ခြင်းအသိဉာဏ်ပညာရှိခြင်းဤ5ပါးဟာ
မဲ့ညာပူညာအများအကြောင်းအင်္ဂါပါပဲကလျာဏမိတ်တာသီလဝရိယလျောစွာစကားဉာဏ်ပညာများဟာဒီ၅ပါးဟာမဲ့ရာကြောင့်တရားပါပဲဒီနေရာမှာ၅ပါးရင်းခံပြီးဗမာလိုပြန်လို့ရှိရင်ကလျာဏမိတ်တာရှိခြင်းသီလရှိခြင်းလုံလရှိခြင်းလျော့ပတ်တဲ့စကားကိုတရားစကားကိုမကြားနာရခြင်းဝိပဿနာဉာဏ်ပညာအခြေခံရှိခြင်းဤ၅ပါးရှိလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအနိစ္စဉာဏ်ပွားလို့အနတ္တဉာဏ်ပုတ်လို့နိဗ္ဗာန်ကိုမြန်မြန်ရောက်နိုင်ပါတယ်အဲဒီနေရာမှာလင်္ကာလေးနဲ့မှတ်သားရဖို့ရကတော့၅ပါးရှိတာဆိုတာဆိုခဲ့တဲ့၅ပါးပေါ့အဲဒီ၅ပါးထဲမှာလည်းပဲအရင်ကတော့ကလျာဏမိတ်တာဟာပဓာနပါကလျာဏမိတ်တာရှိခြင်းဒီပထမဆုံးအင်္ဂါပါကလျာဏမိတ်တာရှိရင်သီလလည်းရှိမယ်ကလျာဏမိတ်တာရှိလို့ရှိရင်ဝရိယလည်းရှိမယ်ကလျာဏမိတ်တာရှိလို့ရှိရင်တရားစကားလည်းနားရမယ်ကလျာဏမိတ်တာရှိလို့ရှိရင်ဉာဏ်ပညာလည်းရမယ်ဒါကြောင့်မို့ဒီ၅ပါးအခြေခံပြီးအတ္တပြောင်းရန်အနိစ္စဉာဏ်ဖန်မှန်ရှုရမည်အနိစ္စမြင်အနတ္တပင်သူဘာသာသူထင်လာသည်အနတ္တထင်ကခုဘဝနိဗ္ဗာန်ရလေသည်လို့ဒီကဲ့သို့လင်္ကာဆောင်မှုအတူယုံနဲ့ပြလိုက်ပါတယ်လင်္ကာဆောင်မှုအတူယုံနဲ့ပြလိုက်တာဟာဒီနေရာနည်းနည်းလေးရှင်းနေတာကတော့၅ပါးရှိတာကတော့အခြေခံသိပြီလေအတ္တပြောင်းရအနိစ္စဉာဏ်ဖန်မှန်ရှုရမည်အတ္တဆိုတာမြင်နေတဲ့ငါခိုင်းနေတဲ့ငါမြင်နေတဲ့ငါခိုင်းနေတဲ့ငါမပြည့်စည်တဲ့ငါလို့ထင်နေတာဟာဘယ်လိုထင်လာလဲအခုနာနဲ့ရုပ်ပဲထင်လာအဲ့ဒီနာနဲ့ရုပ်ဟာမြင်နေတဲ့ငါမဟုတ်ပြည့်နေတဲ့နာရုပ်မြဲခိုင်းနေတဲ့ငါမဟုတ်ပြည့်နေတဲ့နာရုပ်လို့သာမြင်လို့ရှိရင်ဒါအတ္တပြောက်ပြီးအနတ္တဉာဏ်ရောက်နိုင်ပါတယ်ဒါကြောင့်မြတ်စွာဘုရားကလည်းအနိစ္စများရှုမေဂိယငါဟူသောအထင်ကြီးပြောက်သောအောင်ဒီအနိစ္စများရှုငါဟူသောအထင်ကြီးပြောက်သောအနိစ္စကိုများပွားအနိစ္စကိုသင်ထင်လာလို့ရှိရင်ငါမဟုတ်သောအနတ္တလည်းတပါးတည်းပေါက်လာလိမ့်မယ်အဲ့ဒါလိုမြတ်စွာဘုရားဟောပါတယ်ဒါကြောင့်မို့လို့အတ္တပြောက်ရန်အနိစ္စဉာဏ်ဖန်မှန်ရှုရမည်အနိစ္စမြင်အနတ္တပင်သူ့ဘာသာသူထင်လာသည်အနတ္တထင်ကခုဘဝနိဗ္ဗာန်ကိုရမည်အဲ့ဒီလိုဟောကြားတဲ့တရားကိုယုံကြည်လင်းမြတ်ပြီးအခုမေဂိယသုတ်တန်ကြီးဟာတရားအထုတ်တဲ့နည်းလေဘာလို့ပါတဲ့ဒီတရားအထုတ်တဲ့ပုဂ္ဂိုလ်တွေမှတ်သားစရာကတော့ကမ္မထာအထုတ်ရင်လည်းမစီမဆိုင်မပေါင်းတဲ့စိတ်တွေကလည်းဝင်လာတကူအဲ့ဒီဝင်လာတဲ့စိတ်ကိုပမာရစိတ်ကိုခေါ်တကူဒီပမာရစိတ်တွေကိုဘသူကတားပြီးမလဲဆိုရင်ဘသူကမှတည်းမတားဆီးနိုင်ပါဘူးလက်နဲ့ကာကွယ်လို့လည်းမရပါဘူးဓာတ်နဲ့ကာကွယ်လို့လည်းမရပါဘူးဒိုင်းနဲ့ကာကွယ်လို့လည်းမရပါဘူးလုံလဝရိယနဲ့ထက်ထက်ပန်းပန်းနဲ့မြဲမြန်နဲ့တရားကိုသာဖိရှုပဲတရားကိုသာမြဲရှုပဲတရားကိုသာစူးစိုက်ရှုမယ်လို့ဒီလိုသံမှန်လုံလဝရိယကြည့်ရခဲ့လို့ရှင်အဲ့ဒီမကောင်းတဲ့စိတ်တွေဟာဝင်တောင်မှဆယ်ကဝင်ပါတစ်ခါနှစ်ခါလောက်ဝင်နိုင်ပါများဝင်ပါနည်းနည်းဝင်ပါအဲ့ဒီစိတ်တွေပျောက်သွားလေးတရားစိတ်တွေရောက်လေးတရားစိတ်တွေရောက်လေးညီချမ်းသာလေးအဲ့ဒီသဘောတွေကိုတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအလွန်သိကြကောင်းပါလေအလွန်မှတ်သားကြကောင်းပါလေဒါကြောင့်မို့လို့မေဂိယသုတ်တန်ကြီးအနဲ့အဓိပ္ပာယ်ကိုဟောပြတဲ့အတိုင်းလိုက်နာပြီးတကလားကျင့်ကြံကြပါလို့တိုက်တွန်းပြီးတော့ဤမေဂိယသုတ်တန်ကြီးကိုဏီကုံချုပ်လိုက်ပါ၏